လောက်တာတက်လာတော့ဟုတ်တယ်ဆရာဆောင်နေဖြစ်ပါတယ်နော်ကျွန်တော်ရဲ့နော်ပထမဆုံးသင်ကြားခဲ့တဲ့သင်တန်းကတော့ကျွန်တော် Fight Karate Club မှာ1980ရဲ့အစပြီးတော့မှဆရာကြီးဦးကျော်ညွန့်ဆရာကြီးဦးရဲ့ချက်တို့ရဲ့သင်ကြားပို့ချမှုနဲ့တော့နှစ်ပေါင်းများစွာကျွန်တော်အနေနဲ့သင်တန်းသားတောင်းဝန်ရောလက်ထောက်ဆရာတောင်းဝန်ရောယူခဲ့ပါတယ်မြန်မာနိုင်ငံမှာကရာတီကိုအားစားနေနဲ့စတင်ပြီးတော့နော်ကျွန်တော်တို့ဖွဲ့ချုပ်ဖွဲ့တဲ့1989 1990နောက်ကျွန်တော်ကမန္တလေးတိုင်းရဲ့ညီစနစ်မှုနဲ့အတွင်းမှုတောင်ဆက်ကော်မီအတွင်းမှုတောင်က2016မှာကျွန်တော်အနေနဲ့မန္တလေးတိုင်းကရာတီဆက်ကော်မီဥက္ကဋ္ဌအောင်လုပ်ရတယ်မြန်မာနိုင်ငံကရာတီဖွဲ့ချုပ်မှာလည်း CC ကြောင်းနေတဲ့တောင်ထမ်းဆောင်တယ်ဟုတ်ကဲ့ဗျကျွန်တော်ကဒီမန္တလေးတိုင်းဥက္ကဋ္ဌတောင်ကြားကိုဂျပန်နိုင်ငံကနေပြီးတော့မှဒီဘောဘောနေတယ်ဆိုတော့ပြီးတော့အတင်းတင်းနဲ့ဖွင့်တာရှိတယ်။အဲ့ဒီအတင်းရဲ့နာမည်က GKA မန္တလေး TT ဆိုတာကတော့ကျွန်တော်တို့ဘောင်းကြီးကိုလာရောက်ပြီးတော့သင်တန်းပို့ချပေးနေတဲ့ဂျပန်ဆရာကြီးဆရာအကူရာတာနီယာမရဲ့နာမည်အတူပါနှလုံးထည့်ပြီးသူ့နာမည်ပါထည့်ပြီးတော့ကျွန်တော်တို့ကိုလုံးကြီးကြီးဖွင့်ပေးထားတဲ့ဒီပါဒီတဲ့က2015ခုနှစ်ဒီဖော်ရီကမှစဖွင့်ပြီးဒီ2025မှာကျွန်တော်တို့10နှစ်ပြည့်ဖြစ်ပါတယ်အဲ့တော့ဒီကနေပြီးတော့မွေးထောက်လိုက်တဲ့တင်တန်းသားတွေလက်ထောက်ဆရာတွေညီမလေးတွေ10နှစ်အတွင်းမှာညောင်များစွာကျွန်တော်မွေးထုတ်နိုင်ပါတယ်နောက်တစ်ခုကကျွန်တော်မန္တလေးတိုင်းမှာအတင်းတင်းလေးတွေရဲ့အားလုံးစုပြီးလုံးလုံးနဲ့နော်စုပေါင်းပြီးတော့လှုပ်ရှားမှုအများနဲ့လုပ်ပါတယ်တိုင်ဝဲတွေလည်းပုံမှန်လုပ်နေသလိုနော်ကျွန်တော်လေ့ကျင့်မှုတွေလည်းအများအားပူးတွဲလုပ်နေတယ်အဲ့တော့ဒီဆရာကဂျပန်နိုင်ငံတိုင်ယုံနဲ့ဆက်သွယ်ပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကလာရောက်ပြီးတော့ပို့ချနေပါတယ်ဆရာအနေနဲ့မြန်မာနိုင်ငံကရာတီပညာရတိုးတက်ဖို့အတွက်ဝင်ပြီးတော့နိုင်ငံတကာစံနှုန်းသားနဲ့ညီတဲ့သင်ရိုးတွေနဲ့သင်ကြားပို့ချနေတယ်နိုင်ငံတကာအဆင့်ပေါ့နော်ကျွန်တော်တို့ခါးစီအဆင့်ခါးစီနဲ့ဒန်စစ်တမတ်ချက်ကိုလည်းဆရာအနေနဲ့လာရောက်စစ်ဆေးပြီးတယ်အဲ့တော့ဒန်အနေနဲ့ရတဲ့ဟာကျွန်တော်တို့မန္တလေးတိုင်းကနေပြီးတော့မှတော့80ကျော်ဒီကျွန်တော်တို့မိုးချုပ်ပေးခဲ့ပါပြီခေဆိုလည်းအောင်နေတယ်အဓိကတော့ကျွန်တော်တို့ကကိုဒေသကိုအခြေတင်ပြီးတော့တနိုင်ငံလုံးအနေထားနဲ့ကရာတီပညာတိုးတက်ရေးကိုကျွန်တော်တို့တွဲလှုပ်ဆောင်နေတာဖြစ်ပါတယ်